မင်္ဂလာပါပြည်သက်ကြီးရေဒီနေ့မှာတော့မြန်မာဘောလုံးပြည်သက်တွေအတွက်စိတ်ဝင်စားစရာသတင်းနှစ်ပုဒ်ကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ပထမဆုံးသတင်းကတော့မြန်မာကိုစားပြု ARD မျိုးသမီး SC ရဲ့ AFC Women Champion League 2026-2029 ပမာဏခြေစပ်ပွဲမဲခွဲရလက်အကြောင်းပဲဖြစ်ပါတယ်အာရှဘောလုံးဖွဲ့ချုပ် AFC ကဇူလိုင်လ2ရက်နေ့မှာမလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာရှိတဲ့ AFC ရုံးချုပ်မှာမဲခွဲပွဲကိုကျင်းပပြုလုပ်ခဲ့ပြီးမြန်မာကုစားပြု ARD မျိုးသမီးတင်းဟာအုပ်စု F9 ကြာရောက်ခဲ့ပါတယ်။ ARD တင်းဟာတရုတ်ကလပ်အသင်းစင်ကာပူကလပ်လက်ဘနွန်ကလပ်တို့နဲ့ရင်ဆိုင်စားမှာပဲဖြစ်ပါတယ်။စစုပါပမာဏခြေစစ်ပွဲတွေကိုလာမယ့်ဩဂုတ်လ18ရက်နေ့ကနေ23ရက်နေ့ထိမြန်မာနိုင်ငံကအင်ရှင်ဖြစ်လက်ခံကျင်းပသွားမှာဖြစ်ပြီးပလဲစင်းနဲ့ရှေ့ပိုင်းကစားရမှာပါ။ပြိုင်ပွဲစည်းမျဉ်းရာအုပ်စု6စုတည်းကအုပ်စုပထမရတဲ့6တင်းသာ League Stat အနေထားတက်ရောက်ခွင့်ရရှိမှာဖြစ်တာကြောင့် ARD အမျိုးသမီးတင်းတွဲပွဲတိုင်းဟာရေးပါတဲ့ပွဲတွေဖြစ်လာမှာပါ။ဒုတိယသတင်းတစ်ပုဒ်ကတော့ရန်ကုန် United တင်းရဲ့ကစားသမားအသစ်ခေါ်ယူမှုကြောင်းပဲဖြစ်ပါတယ်။ AFC Challenge League 2026-2029မြန်မာနယ်ရှယ်လိပြိုင်တွေကိုကြိုတင်ပြင်ဆင်တဲ့ရန်ကုန် United အသင်းဟာသေးလင်္ကာကလပ်မှာကစားခဲ့တဲ့ရုရှားနိုင်ငံညာတောင်ပင်ကစားသမားဒန်နီယယ်မူဆက်ကင်းကိုတရားသီးစာချုပ်နဲ့တရားဝင်ခေါ်ယူလိုက်ပါတယ်။ရက်9ပေဆက်လက်မှရှိတဲ့ဒန်နီယယ်ဟာ AFC Challenge League ပြိုင်ပွဲမှာမွန်ဂိုလီးယားကလပ်အသင်းနဲ့200စီရှင်ပြိုင်ကစားခဲ့ပူပြီးအုပ်စုဆင့်မှာတွင်းကိုတစ်ခုလည်းရယူနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ဒါအပြင် SB Falcon အသင်းနဲ့တူတရားဒီတွင်းချန်ပီယံဆုဖလား3လုံးထိစုကူးနိုင်ခဲ့တယ်လို့ထိုင်းကလပ်တွေမှာလည်းကစားခဲ့ပူရဲ့အတွေ့အကြုံရှိသူတဦးလည်းဖြစ်ပါတယ်။ရန်ကုန် United အသင်းကိုရောက်ရှိလာပြီးနောက်ဒန်နီယယ်ဟာအသင်းကိုရောက်ရှိလာတာကရန်ဝမ်းသာပါတယ်။လေ့ကျင့်ရေးအစီအစဉ်တွေကိုအမြန်ဆုံးစတင်ပြီးမြန်မာ National League နဲ့ AFC Challenge League ပြိုင်ပွဲတွေမှာအသင်းအတွက်အကောင်းဆုံးဆွမ်းဆောင်ရည်ပြသနိုင်ဖို့အဆင်သင့်ဖြစ်နေပါပြီလို့သူကပြောကြားခဲ့ပါတယ်။ဒါဆိုရင်ဒီနေ့အတွက်ဘောလုံးသတင်းတို့တွေကတော့လောက်ပဲဖြစ်ပါတယ်။ ARD မျိုးသမီးတင်းရဲ့ AFC Champion League ခီးစဉ်နဲ့ရန်ကုန် United အသင်းရဲ့ရာသီတစ်ကင်ဆင်မှုဘောတင်တို့ရဲ့အမြင်တွေကိုကွန်မန့်မှာမျှဝေပေးခဲ့ပါဦးခင်ဗျာ။ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ရှုပေးကြလို့တူတယောက်ချင်းဒီတိုင်းကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။